ဒါဆိုကျွန်တော်နဲ့တစ်စီးတဲလာနေဖြစ်ပါတယ်ဒါနဲ့ကျွန်တော်တို့ဘာဖြစ်တာလဲကောင်းကင်ကြီးကပြာတယ်ကောင်မလေးတွေကညာတယ်နောက်တော့ပါကျွန်တော်အခုရိုက်တဲ့နေရာကတော့ဒီဖူခဲ international လေးစစ်ဖြစ်တာပေါ့နော်ကျွန်တော်တို့ဒီဟိုဖက်မှာကျွန်တော်တို့ကော်ဖီလေး20ရှိတာပေါ့နော်ဒီဖက်ကျတော့ကျွန်တော်တို့ကန့်ချေပေါ့နော်ကန့်ချေကတော့ပို့ပြီးဗီဒီယိုလေးတွေဓာတ်ပုံလေးတွေရဲတာပို့လှတာပေါ့နော်ဒါဆိုကျွန်တော်တို့တူလေးအသက်ဆင်းလေးတွေကြည့်လိုက်အောင်ကျွန်တော်တို့ဒီမှာကလေရင်ခွဲဖြစ်တာပေါ့ဒီမှာလေရင်ပြန်ကြည့်ပဲကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ရင်ကျွန်တော်တို့ဟိုဖက်အဲ့ဒီနေရာထိသွားတာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့သွားရိုက်ရင်ပို့ပြီးလှတာပေါ့နော်လေရင်တွေအနိကပို့ပြီးမြင်ရတာပေါ့ဒါဆိုကျွန်တော်အဲ့ဒီနေရာကိုသွားလိုက်အောင်ကျွန်တော်တို့ဒီလာတော့ဟိုဟာကျွန်တော်တန်ငယ်ချင်းနဲ့လာတာပေါ့နော်ကျွန်တော်ဒီနေ့လာတဲ့နေ့ကန်ဆိုးတာပေါ့နော်ဒီလေရင်ကဒီကန်းချေပဲအဲ့လိုဆင်းလာမှအနိကအကြီးကြီးမြင်ရတာပေါ့နော်ဒီနေ့ကျတော့ဒီအလင်ခွေးနေဟိုဖက်ဒီကန်းချေဖက်တဲမှာဆိုတော့ကျွန်တော်ကအဲ့ဒီလေရင်ကဟိုအပေါ်လို့ရတယ်အမြင့်ဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့သေးသေးလေးပဲကြံတာပေါ့နော်ဒါဆိုဟိုကအကြီးမမြင်ရဘူးပေါ့နော်ကျွန်တော်လေးတစ်စီးတက်လာနေဖြစ်ပါတယ်လေးတက်လာနေကျွန်တော်တို့လေရင်ကတစ်စီးတက်လာဖို့တော်တော်လေးဆက်ရပါတယ်။တစ်ခါကျရင်15မိနစ်20လောက်ကြာပါတယ်။ကျွန်တော်တို့တက်လာပြီတစ်စီးတက်လာပြီโอเคဒီနေ့ဗီဒီယိုကဒီလိုပါပဲကျွန်တော်တို့ဆိုဒီကျေးပဲအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်